ကျောင်းကျောင်းသားတွေနဲ့ဆက်ဆံမတွေကမိကွန်းနေအဖြေတွေကိုအပြန်လန်ပြောဆိုပြီးတော့သင်ခန်းစာမှာပါတဲ့အကြောင်းအရာတွေသင်ခန်းစာမှာပါတဲ့ချက်လက်တွေကိုပေါက်မြောက်အောင်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ဂရိတွေးခေါ်ပညာရှင်ဆိုကရတီကိုဆွဲပြုပြီးတော့ Socratic method လို့လည်းခေါ်ကြပါတယ်။သူရဲ့အဓိကရည်ရွယ်ချက်ကတော့သင်ခန်းစာမှာပါတဲ့အကြောင်းအရာတွေအချက်လက်တွေကိုအလွတ်ကျမှတ်နေတာထက်စဉ်းစားတွေးခေါ်မှုပိုင်းကိုပို့ပြီးတော့အလေးပေးထားပါတယ်။ပထမဆုံးချက်အနေနဲ့ပြောပြရမယ်ဆိုရင်တော့ကျောင်းသားတွေကဆရာပြောနေတဲ့အကြောင်းအရာတွေကိုနားထောင်နေုံသာမကပဲနဲ့ဆရာပြောနေတဲ့အကြောင်းအရာတွေကိုတစ်ချိန်လုံးလိုက်ပြီးတော့စဉ်းစားနေရပါတယ်။အဲ့လိုလှုပ်ဆောင်နေတဲ့အခါမှာကျောင်းသားတွေရဲ့အာယုံစူးစိုက်မှုဟာဆရာထံမှာအပြည့်အဝရရှိနေမှာဖြစ်ပါတယ်။နောက်တစ်ချက်အနေနဲ့ဆိုရင်တော့ဆရာကနေမှမိခွန်းနေမိမယ်။အဲ့ဒီနောက်မှာထပ်ဆက်မိခွန်းတွေကိုမိမယ်။အဲ့လိုမိခွန်းနေရနေမှာကျောင်းသားတွေရဲ့ဘဝမှာရင်ဆိုင်နေရတဲ့ပြဿနာတွေသင်ခန်းစာမှာပါတဲ့ခက်ခဲနေတဲ့အကြောင်းအရာတွေကိုလည်းခွဲခြမ်းစိတ်ဖြာတတ်လာမယ်ဝေဖန်စမ်းစစ်တတ်လာပါမယ်နောက်ဆုံးချက်အနေနဲ့ပြောပြရတယ်ဆိုရင်တော့စသင်ခန်းထဲမှာဆရာမနဲ့ကျောင်းသားတွေကစကားတွေအများကြီးပြောရမယ်မိခွန်းတွေအများကြီးမေးကြရမယ်အဖြေအများကြီးဖြေကြရမယ်အဲ့လိုလှုပ်ဆောင်တဲ့အခါမှာကျောင်းသားတွေနဲ့ဆရာမတွေကပို့ပြီးတော့ရင်းနှီးချစ်ခင်လာကြပါမယ်အမေးဖြေပြုလုပ်တဲ့အခါမှာပါဝင်တဲ့အဆင့်အားနှစ်ဆင့်ရှိပါတယ်မိခွန်းပြင်ဆင်ခြင်းအပိုင်းနဲ့မိခွန်းမေးမြန်းခြင်းအပိုင်းဆိုပြီးတော့နှစ်ပိုင်းရှိပါတယ်မိခွန်းပြင်ဆင်ခြင်းပိုင်းမှာဆိုရင်ဆရာမတွေအနေနဲ့သင်ခန်းစာနဲ့ကိုက်ညီတဲ့အကြောင်းအရာတွေချက်လက်တွေကိုမေးမြန်းမှုအတွက်ကြိုတင်ပြီးတော့စဉ်းစားထားဖို့လိုပါတယ်အဲ့လိုမိခွန်းတွေမေးတဲ့နေရာမှာဆရာမတွေကကျောင်းသားတွေကိုဘုသူတတွေထက်ပေးတဲ့သူမဖြစ်ရဘဲနဲ့ကျောင်းသားတွေရဲ့အတွင်းစိတ်မှာရှိတဲ့စဉ်းစားတွေးခေါ်နိုင်စမ်းတွေကိုဖော်ထုတ်ပေးတဲ့သူဖြစ်ရပါမယ်ဟုတ်ပြီမိခွန်းတွေကိုမေးတော့မယ်မိခွန်းမေးမြန်းခြင်းမှာဆိုရင်ဆရာမတွေအနေနဲ့ကျောင်းသားတဦးချင်းစီကိုမေးလို့ရတယ်တစ်ဖွဲ့ချင်းစီကိုမေးလို့ရတယ်တဒန်းလုံးကိုမေးလို့ရတယ်အဲ့ဒီနေရာမှာသတိထားမယ့်အချက်ကတစ်ချက်ရှိပါတယ်ကျောင်းသားတွေနားလည်မဲ့စကားလုံးလေးတွေနဲ့မေးမြန်းဖို့လိုပါတယ်ဟုတ်ပြီမိခွန်းတွေကိုမေးတော့မယ်ဒါမျိုးဆိုရင်ဘယ်မိခွန်းတွေကိုဘယ်နေရာမှာသုံးမလဲဒါမျိုးတွေကိုသိချသိဖို့အတွက်ဆိုရင်မိခွန်းတွေအမျိုးအစားတွေကိုသိချသိထားဖို့လည်းလိုပါတယ်မိခွန်းမျိုးစားကတော့နှစ်မျိုးရှိပါတယ်အပိတ်မိခွန်းနဲ့အဖွင့်မိခွန်းဆိုပြီးတော့နှစ်မျိုးရှိပါတယ်ပထမဆုံးအပိတ်မိခွန်းကိုပြောရမယ်ဆိုရင်ဥပမာအနေနဲ့မြန်မာနိုင်ငံရဲ့မြို့တော်ကနေပြည်တော်လားဒါမျိုးပိတ်မိခွန်းနေဆိုရင်တော့သင်ခန်းစာတစ်ခုပြီးသွားတဲ့အချိန်မှာတော့ပြန်လည်လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာတော့အကြောင်းအရာတွေအချက်လက်တွေမှန်တိုက်ဆိုင်စစ်ဆေးတဲ့နေရာမှာတော့သုံးပါမယ်အဖွင့်မိခွန်းတွေကိုဘယ်နေရာမှာသုံးမလဲဥမာအနေနဲ့ဆိုရင်တော့နေမရှိတော့ရင်ငါတို့ကဘာကြီးဘာဖြစ်သွားနိုင်လဲဒီလိုမျိုးမိခွန်းတွေကိုဆိုရင်တော့ကျောင်းသားတွေစဉ်းစားတွေးခေါ်နိုင်တဲ့နေကိုဖော်ထုတ်တဲ့နေရာမှာတော့ပြီးတော့စူဒီဝဲတွေလုပ်တဲ့နေရာမှာတော့သုံးသင့်ပါတယ်မိခွန်းမိတဲ့ခါမှာသုံးရမယ်နေစနစ်တွေပထမတစ်ချက်ကဆရာမတွေရဲ့ကျောင်းသားတွေမိခွန်းမေးပြီးဆိုတဲ့ခါကျရင်အခုချစ်ချင်းပြေအခုချစ်ချင်းပြောဒီလိုမျိုးတွေပြောတာထက်ပေါ့နော်ကျောင်းသားတွေရဲ့အဖြေကိုခဏစောင့်ပြီးမှဖြေခိုင်းတဲ့တယ်။ဘာကြောင့်လဲဆိုတော့ကျောင်းသားတွေရဲ့အဖြေကပိုပြီးတော့ပြေဆုံးလာမယ်ပိုပြီးတော့ကောင်းမွန်လာမယ်။နောက်တစ်ချက်ကကြတော့အဖြေတစ်ခုရလာပြီဆိုရင်နောက်ထပ်ဘာတွေရှိနိုင်ဦးမလဲ။ဘာကြောင့်ဒီလိုထင်တာလဲ။အဲ့လိုမေးခွန်းတွေကိုထပ်ဆင့်မေးပြီးတော့ကျောင်းသားတွေရဲ့အတွေးတွေကိုချဲ့ထွင်ပေးရမယ်။နောက်တစ်ချက်ကကြတော့ကျောင်းသားတစ်ယောက်ကဖြေဆိုပြီးတဲ့ခါပါဆိုရင်ဒီဖြေပေါ်မှာဘယ်သူတွေမြန်ဖြစ်စွတ်စရာရှိသေးလဲဒီဖြေပေါ်မှာဘယ်သူတွေမြန်ဘာပြောချင်တာမြန်ရှိသေးလဲဆိုပြီးတော့မိခွန်းတွေကိုထပ်ဆင့်မေးပြီးတော့စာသင်ခန်းထဲမှာရှိတဲ့ကျောင်းသားတွေအကုန်လုံးပါဝင်လာအောင်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်စဉ်းစားညံ့အစလိုက်မေးတဲ့မိခွန်းလေးတွေကိုဥပမာလေးနဲ့တစ်ချက်ချင်းစီပြောပြသွားပါမယ်ပထမဆင့်မှာဆိုရင်သင်ခန်းစာကိုမှတ်မိသလားမမှတ်မိဘူးလားဆိုတာကိုမေးတဲ့အခါမှာသုံးပါမယ်ဥပမာအနေနဲ့ဆိုရင်တော့ကဲလှရေကြောရှိတတ်တော်သုံးမျိုးကိုဆရာမကိုပြောပြပါလားနောက်တစ်ချက်ကကြတော့သင်ခန်းစာမှာပါတဲ့အကြောင်းအရာတွေချက်လက်တွေကိုရဲ့အတိတ်ပဲကိုတိတိကျကျနားလည်လားနားမလည်ဘူးလားဆိုတဲ့အခါမှာစစ်ဆေးတဲ့အခါမှာသုံးပါတယ်ဥပမာအနေနဲ့ဆိုရင်တော့ကဲသမီးစုစုဥကနေပေါက်တဲ့အကောင်လေးနဲ့အကောင်လိုက်မွေးတဲ့အကောင်လေးရဲ့ကွာချက်ချက်ကိုဆရာမကိုပြောပြပါလား
နောက်တစ်ချက်ကကြတော့သင်ခန်းစာမှာပါတဲ့အကြောင်းအရာတွေချက်လက်တွေကိုတည်တည်ချာချာအသုံးချတတ်လားအသုံးမပြုတတ်ဘူးလားဒါတွေကိုသိရှိဖို့အတွက်စစ်ဆေးတဲ့အခါမှာသုံးပါတယ်ဥပမာအနေနဲ့ဆိုရင်တော့ကဲအောင်ဒီတောက်ချုံသုံးပြီးတော့3နိုင်တတိကန်တစ်ခုရအောင်ဘယ်လိုဆွဲမလဲဆိုတာကိုဆရာမကိုပြောပြပါလားနောက်တစ်ချက်ကကြတော့သင်ခန်းစာမှာပါတဲ့အကြောင်းအရာတွေကိုဝေဖန်ပိုင်းခြားတတ်ဖို့ခွဲခြားစိတ်ပြတ်တတ်ဖို့အသေးစိတ်ဆက်ဆက်တွေးခေါ်တတ်ဖို့အတွက်သုံးပါတယ်ဥပမာအနေနဲ့ဆိုရင်တော့ကဲဆရာမတို့ရဲ့နိုင်ငံမှာဆိုရင်ဓာတ်မြေဩဇာတွေအများကြီးသုံးလာတယ်လူတွေကလည်းယောဂတွေအများကြီးဖြစ်လာတယ်အဲ့မှာဓာတ်မြေဩဇာတွေအသုံးများတာနဲ့လူတွေရဲ့ယောဂတွေအများကြီးဖြစ်လာတာဘာကြောင့်ဘလို့ဆက်ဆက်နေတယ်လို့ထင်လဲဘာကြောင့်လဲနောက်တစ်ချက်ကကြတော့ကျောင်းသားတွေရဲ့သူတို့ရဲ့အတွေးတွေအမြင်တွေကိုဖော်ထုတ်တတ်ဖို့ဆုံးဖြတ်ချက်ချတတ်ဖို့ဝေဖန်သုံးသပ်တတ်ဖို့ထင်မြင်ချက်တွေကိုပြောဆိုတတ်ဖို့အတွက်သုံးမိခွန်းလေးတွေမေးပါမယ်ဥပမာအနေနဲ့ဆိုရင်တော့ကဲဆရာမတို့ရဲ့မြို့ထဲမှာရှိတဲ့စိတ်ယုံတွေအကုန်လုံးကိုမြို့ပြင်ထုတ်လိုက်မယ်ဆိုရင်ပတ်ဝန်းကျင်ရဲ့လေလူညဉ့်ညမ်းမှုကိုလုံးဝတားဆီးနိုင်မယ်လို့ထင်လားဘာကြောင့်လဲနောက်တစ်ချက်ကကြတော့အမြင့်ဆုံးပိုင်းကိုသွားနေပြီပေါ့နော်creative ဘိုင်းကိုသူသွားနေပြီအဲ့မှာကျောင်းသားတွေရဲ့သူမှရှိထားတဲ့အသိပညာနဲ့နီလန်အသက်တွေကိုဖန်တီးမယ်တခုကပုံစံတွေထုတ်တတ်မယ်အရာဝတ္ထုအသက်တွေကိုတီထွင်ဖန်တီးမယ်ပေါ့နော်အဲ့အဆင့်ကိုသွားမယ်အဲ့ဒါမျိုးကိုသူမေးမဲ့အခါမှာမေးခွန်းလေးရတော့ဥပမာအနေနဲ့ဆိုရင်ကဲပတ်ဝန်းကျင်ရဲ့လေလူညဉ့်ညမ်းမှုကိုရှော့ချနိုင်မှုအတွက်လှုပ်ရှားမှုစစ်စစ်လေးတစ်ခုကိုဆရာမကိုရေးဆွဲပြပါလားဒီလိုမေးခွန်းလေးနဲ့မေးပြီးတော့ကျမတို့ကညံရီအစစ်စစ်ကိုတတ်မှတ်ပြီးတော့ခွဲခြားသွားမယ်ပေါ့နော်အဲ့ခါမှာအစစ်တစ်နဲ့သုံးကတော့သူကရိုးရှင်းတဲ့သင်ခန်းစာမှာပါတဲ့အကြောင်းအရာတွေမှတ်မိမယ်သိချာနားလည်းသဘောပေါက်မယ်သုံးချတတ်မယ်အစစ်လေးကနေ6တိရတော့လည်းပို့ပြီးတော့ခက်ခဲနေလာပြီပေါ့နော်အစစ်လေးကနေ6တိရတော့သူက critical thinking ဘိုင်းကိုသွားတယ်အဲ့ခါမှာဆရာမတွေအနေနဲ့မိခွန်းလေးမေးတဲ့ခါမှာအစစ်1နဲ့3ကိုအရင်မေးပြီးမှအစစ်4 5 6ကိုသွားတင်ပါတယ်လွယ်မိခွန်းလေးတွေကိုတစ်ချက်ချင်းစီလွယ်နေရဲ့နေရာကနေခက်တဲ့အပိုင်းစီကိုခေါ်ပြီးတော့သွားတင်ပါတယ်လို့ကျွန်မအနေနဲ့ပြောကြားလိုပါတယ်ညံရင်ဆက်လိုက်မိခွန်းတွေကိုဘယ်ချိန်ဒီမှာသုံးသက်လဲဆိုရင်သင်ခန်းစာတစ်ခုကိုစတင်တဲ့အချိန်မှာလည်းသုံးမယ်သင်ခန်းစာတစ်ခုကိုမစတင်ခင်ကျောင်းသားတွေနဲ့မိတ်ဆက်တဲ့ခါမှာလည်းသုံးမယ်နောက်တစ်ခုကကြတော့ဆွေးနွေးစာတွေလုပ်တဲ့ချိန်မှာသုံးမယ်ဆွေးနွေးပွဲတွေလုပ်တဲ့ချိန်မှာသုံးမယ်ဘလို့ဆွေးနွေးပွဲတွေလုပ်မလဲဆိုကျောင်းသားတွေရဲ့ကိုယ်ပိုင်ထင်မြင်ချက်တွေသုံးသပ်ချက်တွေဝေဖန်ချက်တွေလုပ်တဲ့ခါတွေမှာသုံးမယ်နောက်တစ်ချက်ကကြတော့သင်ခန်းစာသင်ပြီးတဲ့အချိန်မှာကျောင်းသားတွေကသင်ခန်းစာကိုဘယ်လောက်ထိသဘောပေါက်လဲဘယ်လောက်ထိနားလဲတယ်လဲဘယ်လောက်ထိလက်တွေ့အသုံးချတတ်လဲဒါမျိုးတွေကိုသိကျင်တဲ့ခါမှာလည်းစစ်ဆေးပါမယ်နောက်ဆုံးတစ်ချက်ကကြတော့စာမွေးအတွက်ကြိုတင်ပြီးတော့လေ့ကျင့်တဲ့အချိန်တွေမှာလည်းသုံးပါမယ်ဒီသင်ခန်းစာမှာအားနည်းချက်အားသာချက်တွေရှိပါတယ်အားသာချက်တွေကတော့ကျောင်းသားတွေရဲ့စဉ်းစားဉာဏ်ကိုပို့ပြီးတော့ရင့်တန်လာစေတယ်ပို့ပြီးတော့တိုးတက်လာစေတယ်ကျောင်းသားတွေကဘယ်သင်ခန်းစာကိုနားမလည်ဘူးလဲဘယ်အကြောင်းအရာကိုနားမလည်ဘူးလဲဆိုတာကိုဆရာမအချက်ချင်းသိတယ်ကိုယ့်ရဲ့စာသင်ခန်းကိုပို့ပြီးတော့စိတ်ဝင်စားစရာကောင်းစေတယ်ကျောင်းသားတွေရဲ့မှတ်ဉာဏ်တွေကပို့ပြီးတော့ခိုင်မာလာစေတယ်အားနည်းချက်အနေနဲ့ဆိုရင်တော့ဒီရဲ့ method ကအချိန်ကြီးအများကြီးကိုသုံးရတယ်ကြောင်သားရမ်းများလွန်းနေဆိုရင်တော့အတန်းထိန်ချုပ်ဖို့အတွက်ခက်ခဲတယ်ရှစ်တက်ကြောက်တက်တဲ့ကလေးတွေအတွက်ဆိုရင်တော့ဒီရဲ့မသက်ကကလေးတွေအတွက်ဖိအားတစ်ခုဖြစ်တယ်ဆရာမတွေအနေနဲ့မိကိုမင်းကြီးကိုမကျွမ်းကျင်ဘူးဆိုရင်သင်ခန်းစာရည်ရွယ်ချက်နဲ့လွဲသွားနိုင်ပါတယ်လို့ကျွန်မအနေမှာတင်ပြချင်ပါတယ်ဒီရဲ့မသက်မှာဆရာမတွေအထူးသတိထားရမယ့်အချက်တွေရှိပါတယ်အဲ့ဒါတွေကတော့ကြောင်သားတွေကိုမိကိုနေမိတဲ့ခါမှာမိကိုနှစ်ခုကိုတပြိုင်နက်တည်းမမေးရပါဘူးနောက်တစ်ချက်ကကြတော့အဖြေတွေကိုမှန်းဆရုံပဲနဲ့ရတဲ့မိခွန်းတွေကိုရှောင်ရှားရပါမယ်နောက်ဆုံးတစ်ချက်ကတော့ပို့ပြီးအထူးသတိပြုရမှာပါတယော်တဲ့မိခွန်းတွေကိုရှောင်ပါတယော်တဲ့မိခွန်းဆိုတာဘယ်လိုမျိုးလဲဥမာအနေနဲ့ဒါလေးတော့မသိဘူးလားဒါလိုမျိုးစကလုံးတွေဒါလိုမျိုးမိခွန်းတွေကိုမတော့ရပါဘူးကြောင်သားတွေကိုယ့်ရဲ့တပည့်တွေစိတ်ထဲမှာခံစားရတဲ့မိခွန်းအရှိရစေတဲ့မိခွန်းဖြစ်ပါတယ်ညံရင်စစ်လိုက်မိခွန်းတွေကိုမေးနိုင်ဖို့အတွက်ဆိုရင်အဆင့်6ဆင့်နဲ့ကိုက်ညီတဲ့ lesson plan တစ်ခုကိုကျွန်မအနေနဲ့ဥပမာတစ်ခုရေးဆွဲပေးလိုက်ပါတယ်ဆရာမတို့လည်းဒီ lesson plan လေးကိုကြည့်ပြီးတော့ကျောင်းသားတွေကိုစာသင်တဲ့နေရာမှာမိခွန်းလေးတွေကိုအဆင့်6ဆင့်နဲ့ကိုက်ညီအောင်မေးနိုင်မယ်လို့မျှော်လင့်ပါတယ်
အပတ်စဉ်တနင်္ဂနွေတိုင်းမှာတင်ကြားနည်းဗီဒီယိုလေးတွေကိုဆက်လက်တင်ဆက်သွားမှာဖြစ်လို့အလွယ်တကူကြည့်ရှုလို့ရအောင် subscribe လုပ်ပေးထားကြပါအောင်နော်။